ရန်ကိုချမ်းပြီးတော့လူတွေအရန်ကိုစိတ်ဝင်စားတဲ့ app တစ်မျိုးကြောင်းကိုကျွန်တော်ပြောပြပေးတော့ပါမယ်ဒီ app ထဲမှာလူတွေရဲ့စိုးကျိုးကိုပေးနိုင်တဲ့တလို့လူတွေရဲ့ကောင်းကျိုးတွေလည်းများစွာပြည့်ပေးနေပါတယ်အဲ့ဒါကိုဒီနေ့ကျွန်တော်ပြောပြပေးတော့ပါမယ်2023မိနစ်မှာစတင်ပြီးတော့နာမည်ကျော်လာခဲ့တဲ့ ChatGPT ပဲဖြစ်ပါတယ်တုံ့သူတွေဟာတားမြစ်ချီပြီးတော့မှလူသူအချင်းစီရဲ့နေ့စဉ်ဘဝထဲကိုတိုးဝင်လာနေပါတယ်ဒါပေမဲ့ဒီနောက်ွယ်ကတကယ်ပါလို့ဖြစ်လာခဲ့တယ်လေအဲ့ဒီနတ်သမားကိုစတင်တိဆောက်ခဲ့သူရဲ့နာရရှိစိတ်ကူးလမ်းကြောင်းကိုစတင်ခဲ့တဲ့ဒီလူငယ်တို့ဟာ Sun S Man ပဲဖြစ်ပါတယ်ဒီ Stanford ကျောင်းသားတို့ဖြစ်ပြီးတော့စိတ်ကူးနဲ့ဗီဇရှိတဲ့ developer တယောက်ဖြစ်ပါတယ်သူရဲ့ပထမ app ကလူတွေကြားဒီနေရာနဲ့မျှဝေဖို့ဖန်တီးထားတာပါဒီလိုနဲ့ဒီ app တွေကိုလုပ်ရင်ဒီစီးစမ်းဖော်ရအကြောင်းအရာတွေကိုရှာဖွေရင်းနဲ့ပဲ AI လောကကိုဝင်လာပြီးတော့ဖန်တီးလာနိုင်ခဲ့ပါတယ်သူရဲ့ philosophy တချို့ကတော့တကယ်အကြီးဆုံးလုပ်ငန်းတွေဟာငွေအတွက်မစတင်ခဲ့ကြပါဘူးသူတို့ရဲ့စိတ်ကူးရင်မှုနဲ့စတင်လာခဲ့တာပါဒီလိုနဲ့2015ခုနှစ်မှာပီရမတ်ဟာသူ့အတိုင်းဝိုင်းပေါ်မှာ AI ရဲ့အန္တရာယ်ကိုစိုးရိမ်လာပါတယ်။ဒါကြောင့်မလို့ဒီ level ဖိတ်နဲ့စကားပြော AI ဟာလူသားတွေအတွက်တော်ယူစရာတန်ဖိုးရှိတဲ့အရာလို့ပြောလာတဲ့အခါမှာဒီလိုမှကတောက်ပြန်လာပါတယ်။ဒါကလူသားတွေအတွက်အဆုံးတိုင်ဖြစ်လာနိုင်တဲ့နည်းပညာဖြစ်ပါတယ်။ဒီချိန်မှာပဲသူနဲ့ Sun Asman တို့ပြေဆောင်ခဲ့ပါတယ်။သူတို့နဲ့သူ AI ကိုလူတွေအားလုံးအတွက်ဖန်တီးမယ်ဆိုတဲ့စိတ်ကူးစတင်လာခဲ့ပါတယ်။ဒီလိုနဲ့ Open AI ဆိုတာဖြစ်ပေါ်လာပါတယ်။ AI ကိုပိတ်မထားတဲ့နည်းလမ်းတွေနဲ့ဖန်တီးမယ်ဆိုတဲ့မူဝါဒတွေနဲ့သူတို့ကစတင်ဖန်တီးလာခဲ့ပါတယ်။2010ခုနှစ်မှာ Transformer Architecture ပေါ်လာခဲ့ပါတယ်။အဲဒီတော့က AI လောကကိုအစင်းမြစ်လာခဲ့ပြီးတော့ဒီ Open AI ရဲ့ဒီပညာကိုအသုံးပြုခဲ့ပြီးတော့ဒီ GPT-1, GPT-2, 3 စသည်ဖြင့်ထောက်လာခဲ့ပါတယ်။ဒီလိုနဲ့ပဲ AI ဟာစာဖတ်တတ်လာပါတယ်။အကြောင်းအရာတွေသိလာပါတယ်။ဒီလိုအတိုင်းဝိုင်းမှာရှိတဲ့ knowledge တွေကိုအဝတ္တမသုံးသပ်လာခဲ့ပါတယ်။အဲဒီချိန်ကစပြီးတော့အခုချိန်ထိ Open AI ဟာနတ်သမားတစ်ပါးလိုဖြစ်လာနေပါပြီ။ဒီလိုနဲ့ Elon Musk ဟာထောက်သွားတဲ့အခါမှာအဖွဲ့အနေနဲ့ငွေကတ်လာခဲ့ပါတယ်။ဒီလိုနဲ့ Sam Altman နဲ့ Brad Brockman တို့ဒီလအတစ်တစ်ခုရှာလိုက်ပါတယ်အဲ့ဒါကတော့ Profit Company နဲ့ Dina Profit Machine ဆိုတဲ့ပေါင်းစပ်မှုပုံစံလေးနဲ့သူတို့ကရှာဖွေခဲ့ပါတယ်ဒီလိုနဲ့ Microsoft ကိုမိုက်ဖက်လိုက်ပါတယ်ဒီ Microsoft က1 billion နဲ့ရင်းနှီးကြပါတယ်တခြားသူတွေကဒီ Open AI ဟာအခုတော့ဒီ Code AI ဖြစ်သွားပြီလို့အပြစ်ပြောခဲ့ကြပါတယ်ဒါပေမဲ့စာရဲ့ရည်မှန်းချက်ကတစ်ခုတည်းပဲရှိပါတယ်အဲ့ဒါက AI ကိုလောကအတွက်အသုံးဝင်ဖို့အစီအစဉ်ဖို့ပါပဲ2020နိုဝင်ဘာ30ရက်နေ့မှာဒီ ChatGPT ပေါ်လာခဲ့ပါတယ်ဒီလိုနဲ့နှစ်လအတွင်းမှာသုံးစွဲသူ200 ဘီလီယံထိဖြစ်လာခဲ့ပါတယ်အဲ့ဒီကနေစပြီးတော့တပတ်အတွင်းမှာပဲစကားပြောနည်းတွေရင်းနှီးတွေသင်ယူနည်းတွေအားလုံးပြောင်းသွားလာနေတော့ပြီးတော့လူတွေရဲ့စာရေးရာတွေလည်းပြောင်းလာခဲ့ပြီးတော့ဒီလုပ်ငန်းတွေလည်းမြန်မြန်ဆန်ဆန်ပဲတိုးတက်လာခဲ့ပါတယ်သူတွေကအလုပ်ပြုတ်ချမယ်ဆိုပြီးတော့မှကြောက်လာကြပါတယ်ဒါပေမဲ့ AI ရဲ့အားသာချက်တစ်ခုကတော့ဒီနာမတက်ပဲနဲ့စာတိတက်တဲ့ကျောင်းသားဖြစ်လာတာပါအောင်မြင်မှုရဲ့နောက်ွယ်မှာတောင်တမှုတရားတွေလည်းအများကြီးရှိနေခဲ့ပါတယ်ဒီလိုနဲ့ Open AI အတွင်းကအသွေးမှုအဖွဲ့နဲ့ဒီဆန်းတွေကြားမှာပလိပခတွေစတင်ဖြစ်လာခဲ့ပါတယ်တစ်ဖက်ကတော့ AI ကိုပို့ပြီးတော့မြန်မြန်ဆန်ဆန်တိုးတက်ဖို့တစ်ဖက်ကတော့ AI ကိုသတိထားဖို့ဆိုတော့နောက်ဆုံးမှာစက်ကိုဖယ်ရှားလိုက်ပါတယ်ဘရက်ကလည်းထွက်သွားခဲ့ပါတယ်ဒီလိုနဲ့ဝန်ထမ်းတွေက990လောက်ကဒီဆန်းပြန်လာမဲဆိုမှလောက်မဲဆိုတော့လက်ဖက်ထိုးခဲ့ကြပါတယ်နောက်ဆုံးဆန်းကပြန်လာခဲ့ပါတယ်သူနဲ့အဖွဲ့ဝင်တွေဟာပို့ပြီးတော့အာဏာအပြည့်ရှိလာခဲ့ပါတယ်ဒါကြောင့်အာမီမှုရဲ့နောက်ွယ်မှာမိမိယုံကြည်မှုနဲ့မိမိရဲ့အဖွဲ့ဝင်ရဲ့တန်ဖိုးကတန်ဖိုးရှိဆုံးဆိုတာကိုသိထားလိုက်ပါဒီလိုနဲ့ AI ဟာအရင်ကတန်ဖိုးရှိတဲ့နည်းပညာကိုဖြစ်လာနေတော့ပြီတကယ်တော့အမှတ်ဖြတ်မှာမေးဖောင်းတဲ့ ChatGPT ကမင်းကိုလာမေးမယ်မဲအတွက်နတ်သမားတစ်ပါးဒီစောက်ကိုဖြည့်ပြုမလားဒါမှမဟုတ်မင်းဘယ်လိုပြန်ပြလဲ AI ရဲ့အနာဂတ်ကမင်းရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်နေပါတယ်ဟုတ်ကဲ့ AI ဟာလူသားတွေအတွက်ကောင်းလားမကောင်းလားဆိုတာကိုလည်း comment မှာရေးပေးခဲ့လို့ရပါတယ်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ